အားလုံးမင်္ဂလာပါအခုပြောမယ့်အကြောင်းအရာလေးကတော့တက္ကလာအုပ်ကြောင်းဝယ်ဖြစ်ပါတယ်တက္ကလာအုပ်တွေဟာဆိုရင်အာဖရိကတိုင်းနဲ့ဆာဝါနာမြခင်းပြင်တွေမှာအများဆုံးတွေ့ရပါတယ်သူတို့ရဲ့အရက်အမြင့်ကတော့အထီးတွေဆိုရင်18ปี9.5 မီတာခန့်ရှိပြီးတော့အမတွေဆိုရင်14ปี4.3 မီတာလောက်ရှိပါတယ်သူတို့ရဲ့အလေးချိန်ကတော့အထီးတွေဆိုရင်1200 kg ကီလိုဂရမ်ရှိပြီးတော့အမတွေဆိုရင်800 ကီလိုဂရမ်ခန့်ရှိပါတယ်သူတို့ရဲ့အဓိကအစားအစာကတော့တိခွဆိုပင်နဲ့တရွတ်တွေဖြစ်ပါတယ်သူတို့ရဲ့သက်တမ်းကတော့25နှစ်ခန့်အသက်ရှည်ပြီးတော့တောထဲမှာဆိုရင်တော့38နှစ်လောက်အသက်ရှည်နိုင်ပါတယ်သူတို့ရဲ့ကိုယ်ဝန်ဆောင်ကာလကတော့73လကနေ15လအထိဖြစ်ပြီးတော့ရက်နဲ့သွင်းမယ်ဆိုရင်ရက်400ကနေရက်460အထိကိုယ်ဝန်ဆောင်ပါတယ်ကျေးဇူးတင်ပါတယ်